တငယ်ချင်းအားလုံးပဲမင်္ဂလာပါဒီနေ့ထိုင်းအချင်းဟင်းရေးရှနီးလေးကိုမျှဝေပေးမယ်ဖြစ်ပါတယ်ရှနီးလေးကိုအမနဲ့တူတူကြည့်သွားမယ်နော်ပါဝင်ပစ္စည်းလေးတွေကြည့်ကြရအောင်နော်အချင်းဟင်းထဲတဲ့ငရုတ်တီအနစ်ပြီးတော့ငါးပါထူစူပုတ်ရွက်ကိုအမအမြန်နည်းနဲ့ဖြတ်ပေးလိုက်ပါတယ်ရှင်အတိအရွက်ကတော့တငယ်ချင်းကြားတဲ့အတိအရွက်တွေထည့်နိုင်ပါတယ်နော်ဒီနေ့အမထဲတဲ့အတိအရွက်ကတော့ပဲတောင်းချေပန်းမုံလာမုံငင်းဖြူဖြစ်ပါတယ်เนาะပြီးတော့ပစုကိုအခုခွာပြီးတော့ရေစေးတန်းချင်းထားပါတယ်မကြီးတဲ့ရေစိမ်ထားပါတယ်ကြက်ဥလည်းပါမယ်ရှင်ပြီးတော့ငါးပထူကိုအယိုးဖယ်ပေးပါတယ်ငါးပထူကိုအယိုးဖယ်ပြီးရင်ထောင်းပေးပါမယ်တော့မဟုတ်ကျိတ်ဆက်နဲ့ကျိတ်လို့လည်းရပါတယ်ရှင်အမဟင်းရေပြပြလေးလိုချင်လို့ပါငါးပထူထည့်လိုက်ပါတယ်ရှင်မထည့်လည်းရတယ်ရှင်ပြီးတော့စူပုတ်ရွက်နဲ့ကြက်ဥကိုကြော်ပါမယ်ရှင်အချင်းဟင်းချက်ရင်ကြက်ဥစူပုတ်ရွက်ကြော်ထည့်တာအရန်လိုက်တယ်ရှင်ပြီးတော့စားလဲစားကောင်းတယ်ရှင်ကြက်ဥကြောမပေါ့စီအောင် sauce နဲ့ငရုတ်ကောင်းမုံထည့်ပါတယ်ရှင်ပြီးရင်ကြက်ဥကိုတမအောင်မွေပေးပါမယ်ရှင်မွေပြီးရင်စီပူပူထဲကြက်ဥကိုကြော်ပေးပါမယ်ရှင်ကြက်ဥကြက်ညီအောင်ဟိုဘက်ဒီဘက်လဲကြော်ပေးပါမယ်ရှင်ကျအုပ်စုပုတ်ကြော်ပြီးရင်အပိုင်းပိုင်းလေးဖြတ်ပေးပါမယ်ရှင်ဒီကျအုပ်စုပုတ်ရွက်ကြော်ကိုငပိထောင်းနဲ့သွဲစားလဲအရန်စားကောင်းပါတယ်ရှင်တငယ်ချင်းတို့လှုပ်စားကြည့်နော်ပြီးရင်ဟင်းရေးတဲပါမယ်ရှင်ဟင်းရေးစူပုတ်လာပြီးဆိုရင်ငရုတ်တိအနစ်ထဲပါမယ်ရှင်အချင်းဟင်းအနစ်ကတော့အတင်းချက်တဲ့ငရုတ်တိအနစ်ဖြစ်ပါတယ်ထိုင်းမနေတော့ဆေးထဲမှာဝယ်လွယ်ပါတယ်ရှင်ပြီးရင်ထောင်းထားတဲ့ငါးပါထူကိုထည့်လိုက်ပါမယ်အရတာအတွက်ကတော့ငါးငံပြရေးထန်းလျက်ရေစိမ်ထားတဲ့မကြီးမဲ့ကိုအရေးပဲထည့်လိုက်ပါတယ်ရှင်ငါးအလုံးလုံးလေးဖြစ်နေရင်ကြည်သွားအောင်မွေပေးပါမယ်ရှင်ငါးသားတွေကြည်သွားကုန်ပြီဆိုရင်ဟင်းသီးတွေထည့်ပါမယ်ရှင်ပန်းမုံလာနဲ့ပဲတောင်းချီပဲအရင်ထည့်လိုက်ပါတယ်မုံရင်းဖြူကကြက်လွယ်လို့နောက်မှပဲထည့်လိုက်မယ်ရှင်3မိနစ်လောက်အဖုံးအုပ်ပေးလိုက်ပါမယ်ရှင်ဒီရေဆူလာပြီဆိုရင်ပဲတောင်းချီနဲ့ပန်းမုံလာကြက်ခန့်နေပါပြီအပေါ်ကအမြုပ်တွေရှိရင်ခတ်ထုတ်ပေးပါမယ်ရှင်ပြီးတော့မုံရင်းဖြူနဲ့ပစွန်ကိုထည့်လိုက်ပါမယ်အဖုံးထည့်အုပ်ပေးပါမယ်ရှင်9မိနစ်တည်ပြီးနောက်ပစွန်လဲကျက်ပြီးဟင်းသီးဟင်းရွက်လဲကျက်ပြီးဆိုရင်ကြော်ထားတဲ့စူပုတ်ကျဥကြော်ကိုထည့်လိုက်ပါမယ်ရှင်ပြီးတော့တမအောင်မွေပြီးတော့မီပိတ်လို့ရပါပြီရှင်တငယ်ချင်းတို့ထိုင်းအချင်းဟင်းရေးဆက်စားချင်ရင်ဒီနေ့လှုပ်စားကြည့်နော်အရန်စားကောင်းပါတယ်ရှင်ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအရန်တင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်ရှင်